mua cá loa bông piu mê yêu sâu tàn tha số ta gà đi nè pu mà chóa lùa biu nè lâu nuôi lên đi đầm nhà yếm nhẹ chào phong mẹ du ô lô lô chi lô lô amu bom nhẹ nèလက်ခလေးကိုတာကွယ်ရှက်တလို့ယုံတယ်လို့မကြည့်ပါနဲ့လို့မောင်တောင်းမှပဲပြူအမူလိုရင်ကြံရဖြစ်မှာတွေ့တွေ့မိတိုင်းမစ်တွေ့ရွှေရင်ပိုးနောင်ခါဆိုလူယိုရှာအပြုံများတဲ့ခင်မျိုးကြုံမှနောင်တရရင်နောင်မဲ့တကယ်ကိုရှင်းလူတွေဆိုစကားအုတ်ရှိတဲ့နှမ်းတဲ့မှာတဲ့ယိုmua cá loa bông piu mê yêu sâu tàn tha thu ta gà đi nè pu mà chóa lùa biu nè lâu nuôi lên đi đầm nhà yếm nhẹ chào phong mẹ du ô lô lô đi lô lô amu bom nhẹ nèလက်ခလေးကိုတာကွယ်ရှက်တလို့ယုံတယ်လို့မကြည့်ပါနဲ့လို့မောင်တောင်းမှလည်းပြူအမူလိုရင်ကြံရဖြစ်မှာတွေ့တွေ့မိတိုင်းမိတွေ့ရွှေရင်ပိုးနောင်ခါဆိုလူမျိုးရှာအပြုံများတဲ့ခင်မျိုးကြုံမှနောင်တရရင်နောင်မဲ့တကယ်ကိုရှင်းလူတွေဆိုတကားအုတ်ရှိတဲ့နန်းတဲ့မှာတဲ့ပြူမောင်နဲ့တွေ့ရင်ဟောပြောမျက်နှာထားခန့်ညွညွချစ်ကူတာလာနှစ်ခုညဖို့တော့အကြက်ပြောတမ်းပါပြူမောင်နဲ့တွေ့ရင်ဟောပြောမျက်နှာထားခန့်ညွညွချစ်ကူတာလာနှစ်ခုညဖို့တော့အကြက်ပြောတမ်းပါပြူညကြောက်ချရင်မှကူသည်မတွေးခွာဘူးရဲ့လို့မြစ်တာဝဲဒီညွန်းကမောင်ဆိုအရေးကလေးလို့တဖွာမခွာပဲအမြဲလိုပဲလိုက်ချင်သူမို့မိခလေးမျက်နှာချစ်တရားလေးကိုလာမင်းကြီးနဲ့လာလဲကြရင်ဖျားသူသည်ချိန်ဝင်မာရဲ့မြစ်ဆန်လိုက်နေယူအမှုကိုရင်ကြံရဖြစ်မှာတွေ့တွေ့မိတိုင်းမိတွေ့ရှင်ဖိုးနောင်ခါဆိုလူမျိုးရှာအပြုံများတဲ့ခင်မျိုးကြုံမှနောင်တရရင်နှောင်းမဲ့တကယ်ကိုရှင်းလူလေးဆိုတကားအုတ်ရှိတဲ့နန်းတဲ့မှာတဲ့ယူဆိုတကားမောင်ဝများချစ်လို့နေတယ်လို့ဟိုဒီမသွားပါနဲ့တဲ့ရေးသားတွေများချစ်သူများမှစိတ်မချနိုင်ဘူးသူ့အတွေးကပူဒီလိုပြောဖို့ထောက်ရင်မောင်ဝမများပါနဲ့ချစ်တယ်မလားသူသာမင်းပြိုပတ်ဝန်းကျင်တစ်ခွင်လုံးမှာမင်းကလွဲရင်ကြည်တမ်းပါတဲ့မောင်ပြောတာနေနေဒီလားမူကိုရင်ကြံရဖြစ်မှာတွေ့တွေ့မိတိုင်းမိတွေ့ရှင်ပိုးနောင်